ကျွန်တော်အဖေက73နှစ်သားကလေးကကျောင်းထွက်ပြီးအလုပ်ခွင်နဲ့ဝင်ခဲ့တဲ့သူတို့ခေတ်တုန်းကလူငယ်တော်တော်များများကျောင်းမပြီးကြဘူးဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအဖေအလုပ်လုပ်တယ်အဖေအိမ်မှာအဲ့ဒီတုန်းကရေဘူးရေနွေးစက်တွေမရှိသေးဘူးမနက်6နာရီထိုးတာနဲ့အဖေအရာထားတယ်နောက်ဖဲခြံဝင်းလေးကိုတွားတယ်ဂျာတိဥတုကအမြဲလိုလိုအေးဆက်နေတယ်ရေပိုင်းကောင်းမှခြေတွေကတ်ခဲနေဖေကအဲ့ဒီရေခဲတွေကိုပါချတယ်ပြီးရင်အဲ့ဒီမှာပဲရေချိုးတယ်ညနေပိုင်းအလုပ်ဆင်းတဲ့အခါခြားသူတွေကအရက်ဘားတွေကိုတွားကြတယ်အဖေသူတို့နဲ့လိုက်မတွားဘူးအိမ်ပြန်တယ်စာသေချာဖတ်တတ်အောင်စာသေချာရေးတတ်အောင်ကိုယ့်ဘာသာကိုသင်တယ်ဒါမှအလုပ်ကောင်းကောင်းရမယ်ဒီလိုနဲ့ရေးအဖွဲထဲဝင်ဖို့ဝင်ခွင့်စံပွဲသွားတယ်အဖေဘဝတစ်ချောင်းလုံးကဒီအတိုင်းပဲသူမကြိုက်တဲ့သူ့ကိုစနိုးစနောင်ဖြစ်စေတဲ့သူကြောက်တဲ့အရာတွေနဲ့တွေးပြီးဆိုရင်ဖေကထွက်မပြေးဘူးမျက်နှာချင်းဆိုင်ပြီးအနိုင်ရဖို့ကြိုးစားတယ်စဉ်းစားတယ်ရဲအဖွဲ့ဝင်တယောက်ဖြစ်လာတော့ဖေကလန်ဒန်မြို့ရဲ့တောင်ဘက်ခြမ်းမှာကင်းလှည့်ရတယ်ညဘက်ကြီးကင်းလှည့်ရတာလမ်းမင်းတွေတော့ရှိပါတယ်ဒါပေမဲ့ခုခေတ်လိုလင်းကျင်းနေတာမျိုးမဟုတ်ဒီတော့ညဘက်ကင်းလှည့်တဲ့အခါခက်မှောင်မှောင်လမ်းမတွေပေါ်မှာသူတယောက်တည်းရှိနေတတ်တယ်စိတ်ကထင်အောင်ထင်မှားတွေမြင်တတ်တယ်အဲ့ဒီကြောက်စိတ်ကိုသူဘလို့တိုက်ဖြတ်ရမလဲလို့အဖေစဉ်းစားတယ်တဲ့ရင်ဆိုင်မှဖြစ်မယ်လို့ဆုံးဖြတ်တယ်ဒါနဲ့တညကြတော့ညဘက်2နာရီလောက်အချိန်ကြီးမှာအဖေတူတင်ဘက်ထပ်ကိုတွားတယ်တူတင်ဘက်ကညရိုင်းတွေမြေဆိုးတွေနဲ့ပြင်းထန်နေတဲ့ကွင်းပြင်ကြီးအဲ့ဒီကွင်းပြင်ထဲမှာအယူထောင်တစ်ခုရှိတယ်ကွင်းပြင်အလေတက်တက်မှာကတုတ်တန်ကျန်တာပါအဆောက်အအုံမှမရှိအဲ့ဒီနေရာကိုအဖေလမ်းချောက်သွားတယ်လမ်းမင်းတွေမရှိတော့ဘူးပိန်ပိန်အောင်မှောင်းနေတယ်ဘာအတန်မှလည်းမကြားရအဖေခြေထောက်အောက်မှာချုပ်ခနဲ့ကျိုးခနဲ့ကျိုးသွားတဲ့တစ်ကိုင်း6တွေရဲ့အတန်ပဲကြားရတယ်အယူထောင်ဘက်ကနေထွက်လာတဲ့ဆူဆူဝါဝါအော်တန်တွေကတော့တခါတလေကြားရတယ်အဖေကတုတ်တန်ဘက်ကိုဥတီပြီးသွားနေတာတုတ်တန်ရောက်တဲ့အခါအုတ်ဂူတစ်ခုပေါ်မှာထိုင်မယ်အသားညံ့ပေါင်မုံကိုအေးအေးဆေးဆေးထိုင်စားမယ်လို့ဆုံးဖြတ်ထားတယ်အမောင်ကိုကြောက်တဲ့စိတ်ကြောက်သွားအောင်လို့တဲ့စိတ်ထဲကဖန်တီးလိုက်တဲ့မဟုတ်ကကြောက်စိတ်တွေကိုမယုံချင်လို့အဖေကကျွန်တော်ကိုပြန်ပြောပြတယ်တုတ်တန်ဘက်ကိုတွားနေရင်တစ်ပင်တွေအောက်ကနေဖြတ်အချောက်သူ့မျက်နှာကိုတစ်ခုခုလာပြီးပွတ်မိနေတယ်ဘာလဲဆိုပြီးအဖေအဲ့ဒီညကိုလှမ်းဖမ်းလိုက်တော့လူချစ်ထောက်တွေဖြစ်နေတစ်ပင်ကနေတွေးလောင်ကြပြီးဟိုဘက်ဒီဘက်ရမ်းနေတဲ့ခြေထောက်တစ်စုံအမောင်ထဲမှာအဖေစံတော်ဝါနဲ့အလောင်းကိုဆွဲချရတယ်အလောင်းရဲ့တကိုယ်လုံးကိုတေချာစမ်းကြည့်တယ်အသက်မရှိတော့ဘူးဆိုတာတေချာသလားစစ်ဆေးတယ်အယူထောင်ဘက်ကအော်တန်ကိုကြားနေရတော့ပြီးတော့အုတ်ဂူတွေကြားကလည်းတန်တချို့ထွက်လာတယ်ချင်းတွေကြွက်တွေဖြတ်သွားတဲ့အတန်တွေလို့ပဲဖေကတော့ချင်းတယ်အဲ့ဒီအလောင်းရဲ့အကြောင်းချင်းကိုနောက်ပိုင်းကျမှဖေသိလိုက်ရတယ်အယူထောင်တွေကအယူတယောက်လွတ်ပြီးထွက်ပြေးလာခြင်းတက်ကိုင်းကနေဆွဲကြိုးချတည်သွားတာဇက်လန်ကလှလှပပတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အဖေသူ့အကြောက်တရားကိုဘလို့အောင်နိုင်ခဲ့တယ်လေဆိုတာပြောပြချင်တာပါသူစိတ်ကူးထက်ကမကောင်းဆိုးဝါးတဲ့ထက်ပိုဆိုးတဲ့ပတ်ဝန်းကျင်တစ်ခုထက်ကိုအဖေတက်တက်ကြီးဝင်တိုးရခဲ့တယ်အဲ့ဒီအမှောင်ရဲ့ချင်းချောင်းမှုကိုသူအောင်နိုင်ခဲ့တယ်စိတ်ကူးထက်ကဇလန့်အတုတွေကိုအမြင့်ဖြုတ်ပြစ်နိုင်ခဲ့တယ်မဟုတ်တဲ့အတွေ့တွေကိုအောင်နိုင်တော့မှတကယ်လောကထစ်ကိုပြန်ကြောင်းလာတာအဖေကဗုဒ္ဓဘာသာဝင်တော့မဟုတ်ပါဘူးဒါပေမဲ့ဗုဒ္ဓဘာသာရဲ့နှစ်ပေါင်း2000ကျော်လောက်ရှေ့ကြာခဲ့ပြီဖြစ်တဲ့အဆုံးအမတစ်ခုကိုကြားခဲ့ပြီးအဖေလက်ခံသိချတယ်လူတယောက်ကိုဒုက္ခပေးနိုင်ဆုံးအရာဟာသူကောင်းတဲ့ကထိမ့်မနိုင်သိမ့်မရဘူးအထွေထွေပါပဲ
နားဆင်ပေးလို့ကျေးဇူးအများကြီး